အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုးဆိုလိုက်ပါတယ်ကိုရှယ်လေးရဲ့သတင်းတွေကိုနားထောင်ရမှာဖြစ်ပါတယ် ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့အစောကြီးအစည်းအဝေးသွားရလို့ဗျာခင်ဗျားတို့ပေါက်ပန်း40ဖြစ်နေတဲ့ကိစ္စကိုကျွန်တော်ပြောချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ပြောစံကြလာကျွန်တော်ဒီလိုဇင်လာရောစကျွန်တော်ပြောပြမယ်ဗျာဒီမှာဖြစ်နေတဲ့ကိစ္စတွေအမေရိကမှာဖြစ်နေတဲ့ကိစ္စတွေနော်ဒါပုံမှန်နေမဲ့ကျွန်တော်ပြောတယ်အမေရိကန်ဆိုင်ကထုတ်ပြန်ချက်တွေကိုအောက်မှာဗမာတွေသွားရေးထားတာဘယ်လိုမြင်ရလဲဆိုတော့ဟိုလေးမော်လေးformat ပေါင်း9000လောက်မှာဘိုးချုပ်မှုကြီးမင်းအောင်လိုင်းကိုခိုင်းနေကျွန်တော်ဘိုးချုပ်မှုကြီးမင်းအောင်လိုင်းလို့ခေါ်တာပဲဆရာကျွန်တော်မထင်နဲ့ကြာဒီသူကဒီယာကြီးတွေယူထားတဲ့ဒီယာကြီးရဲ့သက်ဆိုင်တဲ့အောင်ကြီးတွေတဲ့ဆိုပုတ်ဖို့ဖြစ်နေတဲ့တာဝန်ရှိတဲ့သူဖြစ်နေတဲ့ဆိုကျွန်တော်ပြောအခုကျွန်တော်ပြောချင်တာကကျော်ဆုံးကိစ္စဟိုငါမင်းဆိုပြောထားတာလေကျွန်တော်တွေ့ငါမင်းဆိုပြောထားတဲ့ရှင်းတဲ့ကဒီကင်ပန်နဲ့ကြတော့တည်တော်ပြည်ကြီးအားလုံးကလူတွေကတော့လောကဒေါသမောဟတွေနဲ့နိုင်ငံကြီးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပေါ့ဗျာလုပ်ခဲ့ကြတာအဲ့လုပ်ခဲ့ကြပြီခင်ဗျားတို့စစ်တပ်ဘက်ကလည်းဖြေတာတွေတက်ချက်ပုံကြီးပဲပေါ့ဗျာဒါက PDF တွေကလည်းဖြေတာတွေလည်းရှိတယ်ပေါ့ဗျာရင်းကြီးကြီးတော့မှတော့နှစ်ဖက်စလုံးကြဆုံးတာတွေရှိတယ်ဗျာအဲ့ဒါကိုခင်ဗျားတို့ကဒီလိုဖောက်ပဲလေးတဲ့နာမည်စူးတောင်းတာအဲ့လိုဖြစ်စေတော့လူစင်မပြီးတဲ့အုံဆောင်တဲ့ကောင်အုံတောင်းရှိတဲ့ကောင်ခင်ဗျားတို့ကမွေးတယ်မွေးပြီးတော့မီဒီယာတွေကိုခင်ဗျားတို့ကလှုပ်အိုင်းတယ်ဒါဘုံလူမှုကြီးမင်းအောင်လည်းကြည့်အောင်ကျွန်တော်ပြောတာကျွန်တော်ပြောပြီးဆိုရင်နောက်မှာခင်ဗျာ action ပါလာလိမ့်မယ်တော့ကျွန်တော်အများကြီးတော့ကျွန်တော်မပြောချင်ဘူး action ပါလာမယ်စိတ်မကြတဲ့ action အများကြီးပြောရလိမ့်ဆိုတော့ဒီအုပ်ကူတွေပါတက်နေဖက်တွေနဲ့လုံးပြအဲ့လိုအကြကသတင်းသမားလို့ရမှာမဟုတ်တော့ပြီးချစ်ကိုသွားတယ်ဗျာပြီးရိုက်တယ်ဗျာကျော်စိုးလုံးရမှာကဒီနေရာတော့ဘယ်အုပ်ကူတွေပါဟောဘယ်တော့ကတော့ဒီနေရာမှာဘယ်လိုဖြစ်ဆက်တွေချက်ခဲ့တယ်ဟောအဲ့တော့အဲ့ကျော်စိုးကခင်ဗျားတို့ဘက်ကိုလိုက်လို့အကယ်လို့ပြောချင်တယ်ဆိုရင်တဲ့ဘလို့တိုက်ပွဲတွေဖြစ်ပြီးတော့ဘလို့ကြဆုံးသွားတယ်ဆိုတာကိုဒီနေရာမှာဒီလိုတွေ့ရပါတယ်ဟောဒီလိုလောက်အောင်မှာပေါ့ဗျာအခုကစစ်ချင်တာကဒါခင်ဗျားတို့ဘောင်လို့စီးလို့ဒီဖြစ်နေတယ်ဘိုးချုပ်မှုကြီးမြောက်လိုက်ခင်ဗျားမွေးစားတဲ့သတင်းတောက်ခင်ဗျမိုးဖိတောင်မှာကျွန်တော်နဲ့အတူနေပြီးတော့သတင်းပညာကိုကျွန်တော်သင်ပေးခဲ့တာဗျဒါကျွန်တော်ပုတ်ပုတ်လင်းလင်းပဲပြောတာမိုးဟင်းလည်းမသိသေးဘူးကျွန်တော်မြေးရှိအောင်ပေါ့ဗျာဆိုတော့ဒါမျိုးတော့ခင်ဗျားတို့မလုပ်ခဲ့ဘူးဒါတစ်ချက်ကိုကျွန်တော်ပြောချင်တယ်ဒါကြီးကတော့များသွားတဲ့အတွက်အဲ့ဒီကားပေါ်မှာခင်ဗျားတို့ကွာနေတဲ့အဲ့ထီလာဆိုင်ကယ်ပေါ်မှာပါလာတဲ့အုပ်စုကစုလုံးအတွက်အရှင်ကောင်းတော့တာလေကျွန်တော်ကအသေးချာပြောပြီပေါ့ကျွန်တော်မှလုံနိုင်တဲ့စွမ်းအားလေးနော်တက်နိုင်တာတွေလည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့လိုပြောပြီးမကြည့်တော့အားဖို့လိုပြီလို့ကျွန်တော်ဒါက warning ပေးရပါဟုတ်လားတော့ဒါတစ်ချက်ပေါ့နှစ်ချက်ကျွန်တော်ပြောပြမယ်မဒူရိုကိုအမေရိကန်အခုဒေါ်နယ်ထရန့်သမ္မတကြီးကဝင်ဖမ်းတယ်ကျွန်တော်လက်ရှိဝန်ထမ်းမှုကိုကျွန်တော်ပုံပွင့်နေပြောတာအမေရိကန်ဘလိုင်းကြီးလည်းမလုပ်ဒါဂျိုးဘိုင်ဒန်လက်ထက်တည်းကဒေါ်လာ25သန်းနဲ့ဖန်ဝရန်ဥပ်ထားတဲ့ကောင်ဒီတရားရုံးကိုလာတွေ့ဖို့အတွက်3ကြိမ်ဝရန်ဥပ်ထားတဲ့လာမတွေ့လို့အမေရိကန်ရဲ့တရားစီရင်ဥပဒေရအဲ့နဲ့ဗျာရှင်းလေးပဲအမေရိကန်လုပ်တာပိုးကြောင်ဖိုးဝက်တခုမှမသိအများတို့ပေါင်းနေတဲ့စိတ်ရုပ်လို့ပိုးကြောင်ဖိုးဝက်လုပ်နေတာတခုမှမသိနော်ဒါခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြဆိုတော့အခုသမ္မတကြီးဂျိုးဘိုင်ဒန်လက်ထက်မှာဒါကိုအကောင့်ထဲပေါ်တာโอเคဒါဆိုရင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ခင်ဗျားအတွက်နော်ဒီဘာမှအရှိတယ်ပြီးတော့အခုထုတ်ထားတယ်ခင်ဗျားတို့ကြားဖြတ်နေရှိတယ်ဗျပြီးတော့ကဘာပေါ်မှာမူရစ်စေဝါကိုခင်ဗျားပြည်သူစစ်တွေနဲ့ထုတ်ခိုင်းပြီးတော့တိုင်းရင်းသားလက်နက်ကိုင်AA တွေ BB တွေ CC တွေကိုခင်ဗျားတို့ဆွဲဖို့အတွက်ခင်ဗျားတို့ဆွဲနိုင်မဲ့အတိုင်းအတာတစ်ခုကိုသတင်းပေါ်ပေါ်ပြပြီးတော့ခင်ဗျားတို့နိုင်ငံတကာကိုမူရစ်စေဝါချက်နေတဲ့ကိစ္စတွေလည်းရှိတယ်နော်မကြည့်သေးနဲ့တော့ခင်ဗျားမဟုတ်ဘူးဗျခင်ဗျားတို့
ဒီဗမာနိုင်ငံမှာ CIA တွေတပုံကြီးဗျာခင်ဗျာရိုက်ခတ်လို့တော့မဟုတ်ဘူးဒါကျွန်တော်အမှန်ပြောပြအေးဟုတ်ပြီဒါဆိုရင်အမေရိကန်ဘာကြောင့်မလုပ်သေးတာလဲမေးတယ်โอเคဥပဒေကြောင်းရာဒါကိုတိုင်တယ်ဖို့အတွက်မပြီးကြောက်သေးဘူးဗျာဘူးရဲ့ဆိုးဝါးရောကြားပက်ရောတော့ခင်ဗျားတို့ဘုံကျဲတတ်ချက်နေတဲ့ကိစ္စတွေရောဒါတွေကိုဥပဒေကြောင်းရာကြိုက်တယ်ဖို့အတွက်လုပ်နေကြတာမပြီးသေးတော့ဒါပေမဲ့ဒီကြားထဲမှာခင်ဗျားကသတင်းသမားတွေရောင်ဘာရောင်ပေါ့ဗျာနမ်းမရဝိသဘူဟောက်ပန်းလေးတဲ့နော်ဝရန်ကြီးနဲ့ပါတယ်မမွေးထားတဲ့ကောင်တွေနဲ့ခင်ဗျားအခုဖက်လာမဲ့အစိုးရကိုခင်ဗျားဆက်လွမ်းမှုခင်ဗျားစဉ်းစားတယ်ဆိုတော့ဘုံမှုကြီးမအောင်လိုက်ခင်ဗျားတိတ်ကြားသွားဒါကိုရှော့တဲ့ခင်ဗျားဟာဗမာနိုင်ငံသားတယောက်ဖြစ်တယ်ဗမာနိုင်ငံမှာတာဝန်ယူဆောင်ရွက်နေရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုရင်ဗမာနိုင်ငံသားတွေရဲ့အေးချမ်းသာယာရေးစိတ်နှလုံးသာယာရေးကိုဒီစဉ်းစားအခုခင်ဗျားတော့လောက်ထိုင်းနေနော်အဲ့ဒီဟာခင်ဗျားကျွန်တော်ဒါအပန်ပြောတာကျွန်တော်အရင်စိတ်ဆိုးလို့ပြောတာဘာဖြစ်လို့လဲဆိုတော့ခင်ဗျားကတာဝန်ရှိနေတဲ့လူတယောက်ဒါဘုံတို့ကြီးမအောင်လားခင်ဗျားကငင်းငယ်ကြီးဘက်တွေတွေးဆုံဆွေးနွေးဘက်တွေနော်တိုက်ပွဲတွေရှော့ချဖို့ကြီးနော်သဘောထားကြည်လည်မှုတွေရဖို့ကြီးဒါတွေကို mission တွေ action တွေအများကြီးခင်ဗျားလုပ်ရမှာကြီးခင်ဗျားကစက်ပနာကောင်တွေကိုခင်ဗျားဝေးထုတ်ပြီးတော့ခင်ဗျားတိုင်းပြည်ကိုဆက်အောင်ချုပ်ချင်နေတယ်ဆိုတော့ခင်ဗျားသိပါပါနော်ဒါဦးတို့ကျွန်တော်အသေးချာပြောတယ်နော်ကျွန်တော် action လာပါလိမ့်ခင်ဗျားနဲ့ကျွန်တော်လည်းကြည့်ကြရအောင်ဗျာအားလုံးကျေးဇူးတင်တယ်ကျွန်တော်ကိုယ်ရှင်လေးပါ